အင်ဂျင်မဲ့ကောင်လေးနိုင်သွားတော့အားလုံးပျော်သွားကြတယ်တထေးကြီးကဒီကောင်လေးကဘာလို့တော်နေရတာလဲမေးလိုက်တော့စူရီကသမီးလည်းမသိဘူးဒါပေမဲ့သူကဟင်းချက်ကျွမ်းကျင်တာတော့ခံမှန်းမိတယ်လို့ပြောလိုက်တယ်ပြန်ဖက်တထေးကသူ့စားဖို့မူးကိုရန်ရှာပါတော့တယ်ဒီလိုအင်ဂျင်မဲ့ကောင်တော့မင်းမနိုင်ဘူးလားမေးတော့ကျွန်တော်လည်းနားမလဲတော့ဘူးဒါကကျွန်တော်တို့ဒီမျိုးနွယ်ရဲ့ဓာတ်ကင်ပညာပဲလို့ပြန်ပြောလိုက်တယ်ပြန်ဖက်တထေးကမင်းသားကိုယူပြီးသွားတော့လို့မောင်းထုတ်လိုက်တယ်ပြိုင်ဘက်တထေးကဒီနိုင်ပွဲလေးကတေးသေးလေးပဲရှိတာတော့မင်းတို့အားလုံးကပြောနေကြတာပေါ့မင်းတို့ရှုံးမှမငိုနဲ့လို့ရန်ရှာလိုက်ပါတယ်ဒီအချိန်မှာတမရာကြီးကဒုတိယအချီဆက်မယ်ဒီအလက်ရှင်ပြိုင်မှုကတော့ခောက်ဆွဲဖြစ်တယ်လို့ပြောလိုက်တယ်ပြိုင်ဘက်တထေးကသူ့စဖို့မှုတယောက်ကိုမင်းကခောက်ဆွဲချက်တာအထူးကျွမ်းကျင်သူပဲဒီတစ်ခေါက်တော့သူတို့ကိုအနိုင်ယူပြလိုက်လို့ပြောလိုက်တယ်ပြိုင်ဘက်စဖို့မှုကငါကခောက်ဆွဲချက်ပညာမှာအထူးကျွမ်းကျင်တဲ့ဇန်မျိုးရိုးရဲ့30မြောက်စဖို့မှုပဲဘရင်ပွဲတော်အုပ်ရဲ့နှစ်များစွာခောက်ဆွဲချက်ရတဲ့မျိုးနွယ်လည်းဖြစ်တယ်လို့ဂုံဖော်ပြောလိုက်တယ်အဲ့ချိန်မှာစဖို့မှုကောင်းဆောင်ကအဲ့လောက်လဲကြွားလုံးထုံးမနေပါနဲ့ဒီအလက်ခမားနဲ့ကျွန်တော်ပြိုင်မဲ့ဆိုပြီးထွက်လာခဲ့တယ်တထေးကြီးကငါကြီးတလောက်သူကတကယ်ကျွမ်းကျင်တဲ့သူဖြစ်နိုင်တယ်မင်းလျှော့တော့မတွက်နဲ့လို့စဖို့မှုကောင်းဆောင်ကိုတတိပေးလိုက်တယ်စဖို့မှုကလည်းစိတ်မပူပါနဲ့တထေးတူးကြည့်ရတာအသက်ကြီးနေပြီးခောက်ဆွဲတောင်ကောင်းကောင်းဆွဲနိုင်မယ်မထင်ဘူးပြောလိုက်တယ်အင်ဂျင်မဲ့ကောင်လေးကသူကကျွမ်းကျင်နိုင်တယ်တတိထားလို့ပြောလိုက်တော့ဘာလို့လဲသူကဘရင်စားတော့အုတ်ချက်ရတဲ့သူဆိုရင်တော့ခစ်ပေါ်ခောက်ဆွဲချက်နည်းကိုမသိပါဘူးလို့ပြောလိုက်တယ်ပြီးတော့ဂျုံကိုနယ်လိုက်ပါတော့တယ်စဖို့မှုရဲ့ဂျုံနဲ့ချက်တွေကောင်းလုံးလာကြောင်းစဖို့မှုလေးတွေကချီးကျူးနေတာပေါ့一气呵成，这一斤潘天烧能使面条胜利均匀，让每一个面条都保持劲道的口感。ပြီးတော့ခမရတီပွဲမှာရှုံးရမယ်လို့ပြန်ဖက်စဖို့မှုကိုပြောလိုက်တယ်ပြန်ဖက်စဖို့မှုကမင်းကယုံကြည်မှုလွန်ကဲနေတဲ့အကောင်လေးပဲလို့ပြောပြီးစတင်ရှင်းပြိုင်มาတော့တယ်雕虫小技，ပြန်ဖက်စဖို့မှုရဲ့ဂျုံနဲ့ပညာဟာအရန်ကောင်းမွန်နေတာကြောင့်အားလုံးအံ့ဩကုန်ကြတယ်